မင်္ဂလာပါကျွန်တော်နာမည်ဆွဲမှန်ပါကျွန်တော်အခုပြောပြမယ့်ဂျပန်သတင်းကတော့ဂျပန်မှာစားတောက်ဆိုင်ပိုင်ရှင်တယောက်အသက်ဆုံးရှုံးသွားတဲ့သတင်းလေးကိုပြောပြမှာဖြစ်ပါတယ်စိတ်မကောင်းစရာသတင်းလေးပေါ့နော်အခင်းဖြစ်ပွားတဲ့အချိန်မှာဒါအနီးပတ်ဝန်းကျင်မှာဘယ်သူမှရှိမနေခဲ့ဘူးလို့သိရတယ်ပေါ့နော်အဲ့တော့သတင်းက25ရက်နေ့မနက်4နာရီခွဲအစောကြီးပေါ့နော်ဒါနီရှိတိုကျိုဘက်မှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်ပါတဲ့38နှစ်အရွယ်ဆိုင်ရှင်အမျိုးသမီးနဲ့အမိမသိရပေါ့နော်တစုံတစ်ယောက်ပေါ့အမျိုးသားတစ်ယောက်ကဆိုင်ထဲမှာလဲကျနေတာတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်ဆိုင်ရှင်အမျိုးသမီးရဲ့မျက်နှာနဲ့ရှင်ဘက်မှာဓာတ်တံရည်များတာရရှိနေပြီးတော့ဆိုင်ကောင်တာနားမှာသူကလဲကျတိတ်ဆုံးနေတာပါအမိမသိတဲ့တစုံတစ်ယောက်ပေါ့နော်အမျိုးသားဖြစ်တဲ့သူကတော့လေဘင်းမှာဒဏ်ရာရရှိနေပြီးတော့သတိလစ်နေတယ်အဲ့ဒါကြောင့်မို့သူ့လက်ရှိမှာတာဝန်ရှိတဲ့သူတွေကစေကူတာမှုပေးနေရတယ်ပေါ့နော်ဆိုင်ရှင်ဖြစ်တဲ့အမျိုးသမီးကတဲ့ဒါ24ရက်နေ့ည8နာရီမှာသူကသူ့ရဲ့ဆိုင်တကောက်လာဖွင့်ခဲ့တာကိုဒါ CCTV တွေကနေတွေ့ရတယ်ပေါ့နော်အဲ့နောက်သူဝင်သွားပြီးတဲ့နောက်မှာဆိုင်တဲကိုထပ်ဝင်လာတဲ့သူကဒီအမိမသိအမျိုးသားဖြစ်နေတာကိုလုံခြုံရေးကင်မရာတွေကနေစစ်ဆေးတွေ့ရှိခဲ့တယ်ပေါ့ CCTV မှာဆိုရင်ဆိုင်ရှင်ကဆိုင်တကားဖွင့်ဝင်သွားပြီးတော့မိနစ်90အကြာမှာအဲ့ဒီအမျိုးသားကပါဆိုင်ထဲလိုက်ဝင်သွားတယ်အဲ့ဒါကြောင့်ဒီဆိုင်အတွင်းထဲမှာပေါ့နော်နှစ်ယောက်ကဒါခိုက်ရန်ဖြစ်ပွားခဲ့ပုံရပြီးတော့လက်ရှိဒီအမိမသိအမျိုးသားကရဲတပ်ဖွဲ့ကတော့လူတက်မှုတန်တရားရှိနေတယ်ပေါ့နော်လက်ရှိမှာလည်းသူတို့ကဒါတတိပြန်ရလာအောင်စီဝါကူတာမှုပေးနေပါတယ်အဲ့တော့ဆိုင်ရှင်အမျိုးသမီးကတော့အသက်ဆုံးရှုံးသွားရပြီနော်အမျိုးသမီးကဒါသူ့မသေးခင်မှာပေါ့နော်သူ့ကိုလာတိုက်ခိုက်လာတဲ့ဒီအမျိုးသားကိုတေးလူမျောပါတတိလေးအောင်မသေးခင်ပြန်လို့သွားခဲ့ပုံရတယ်လို့ဒါသုံးသပ်လို့ရတယ်ပေါ့အဲ့တော့ဒါဂျပန်ကဒါသတင်းဖတ်တဲ့ပြည်သူတွေကတော့သူတို့နှစ်ယောက်ကဒါအရင်ကလေမရည်တာပေါ့နော်ကွဲတိုင်းလေမရည်လားဒါသူ့ရဲ့အရင်ခွာရှင်းထားတဲ့မိန်းမကိုနော်မိန်းမစီကိုဒီယောက်ျားလာရာကနေဒါဂျပန်မှာဒီလိုမှုခင်းနေခဏဖြစ်တာဟုတ်ဒီလိုမျိုးလက်လွန်ကျက်တုံဖြစ်သွားတာမျိုးလားဆိုပြီးတော့ဒါပြောဆိုနေကြတာတွေ့ရတယ်ပေါ့အဲ့တော့ဘလို့ပဲဖြစ်ပေါ့နော်ဒါလူရက်တာလည်းဖြစ်နိုင်တယ်အရင်ယောက်ျားနဲ့ပြဿနာဖြစ်လို့ဒီလိုဖြစ်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဂျပန်မှာဒီလိုမှုခင်းတွေကအရင်အားထက်ဆိုင်ပုံများပြားလာတယ်လို့ဆိုတယ်နော်အဲ့တော့အမျိုးသမီးတယောက်တည်းသွားလာတဲ့အခါအဖော်လေးပိုင်ပိုကောင်းပါတယ်လို့ပြောရင်းနဲ့သတင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်ကတော့ Facebook မှာဆိုရင်ဒါဟာနာဇာဂရီဂျပန်ဆိုတဲ့ page မှာ2018ကတည်းကဂျပန်သတင်းတွေရှိတယ်YouTube မှာဆိုရင်ရှုခင်းမီ channel မှာဂျပန်သတင်းဗီဒီယိုတွေတင်ပေးပါတယ်ကျေးဇူးတင်ပါတယ်နော်